Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာအမြဲတမ်းလို့လှုပ်ရှားဖြစ်တဲ့ကွတီကိုတုတ်ချင်းငယ်ဆက်ပြုလုပ်နေလေးကိုလာမျှပေးတာဖြစ်ပါတယ်အရင်ဦးဆုံးချက်သွန်ဖြူကိုအရင်ကြော်ထားပေးလိုက်ပါတယ်ဖြူကအိုးထဲကိုစီထည့်လိုက်တဲ့ပြီးရနဲ့ထောင်းထားတဲ့ချက်သွန်ဖြူလေးကိုထည့်ပြီးတော့စားလေးနဲ့ငယ်ထည့်ပြီးတော့ချက်သွန်ဖြူလေးတွေကရွှေရောင်လေးတန်းလာတဲ့အထိကြော်ထားပေးလိုက်ပါတယ်ရှင်ဒီကွတီကိုတုတ်လေးရဆိုလို့ရှိရင်အိမ်မှာအမြဲတမ်းလို့လှုပ်ရှားဖြစ်တဲ့ဆဆလေးတစ်ပြင်းဖြစ်ပါတယ်သူကဘယ်ချေဆက်ဆမယိုးပေါ့နော်ကဲဖြူတို့ကြော်သွားလိုက်တဲ့ချက်တော့ဖြူလေးရလဲရွှေရောင်လေးတန်းလာပြီဆိုတာနဲ့သူ့ကိုမြို့ပေါ်ချပေးလိုက်ပါတယ်ပြီးရနဲ့ဖြူကကွတီကိုဆော်လာဆက်ပစ်ထားလိုက်ပါတယ်ရုံအောင်ဆုံးအိုးတလုံးထဲကိုတားမော့ထမင်းစားစုံတစ်ဝက်စာကြားထမင်းစားစုံတစ်ဝက်စာနဲ့စာအနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ QC ထမင်းစားစုံနှစ်စွန်းစာနဲ့ငှက်သီးဆော့ထမင်းစားစုံနဲ့သုံးစွန်းစာကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ရှာလကာရီထမင်းစားစုံနဲ့တစွန်းကြော်လောက်စာကိုထည့်ပေးလိုက်ပါတယ်ပြရနဲ့ပဲငှက်ပြဲအချီကိုကြတော့ထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ကိုထည့်ပေးလိုက်တယ်။ပဲငှက်ပြဲအနောက်ကိုကြတော့ထမင်းစားစွန်းနဲ့တစ်စွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်။ငှက်သီးမဟုတ်ကိုကြတော့နောက်ဆုံးကြမှာကိုအဆက်စားနိုင်တဲ့လောက်ထည့်ပေးလိုက်ပါတယ်။ပြရနဲ့နည်းနည်းလေးမှွေပြီးတော့သူ့တွေကိုရေသက်400မီလီလီကိုထည့်ပြီးတော့နည်းနည်းလေးမှွေလိုက်တယ်ပြရနဲ့မျိုးပေါ်တင်ပြီးတော့ကြိုးစားပေးလိုက်ပါတယ်ရှင်။ဒီကွီဒီယိုဆော်လေးရဆိုလို့ရှိရင်ဖြူတို့တစ်ခါလောက်ဆက်ထားပြီးလို့ရှိရင်ပိုနေရင်လည်းပေါ့နော်ခွက်လေးထဲကိုတခြားလေးတင်ပြီးတော့ဖြူတို့ရေခဲတိုင်ထဲမှာထည့်ထားလို့ရှိရင်တစ်ပတ်ဆိုင်ရလောက်ထိစားလို့ရပါတယ်ရှင်ဖြူရဲ့ကွီဒီယိုတုပ်လေးမှာဆိုလို့ရှိရင်အရေးကြီးဆုံးကဒီ sauce ပေါ့နော် sauce ကောင်းမှသာကွီဒီယိုတုပ်လေးရလဲစားကောင်းမှာဖြစ်ပါတယ်ဖြူတို့ကြိုသွားလိုက်တဲ့ကွီဒီယို sauce ကိုလေးရလဲပပွက်ဆူလာပြီဆိုတာနဲ့ရတာနဲ့ငယ်ကိုမြည်ကြည့်လိုက်ပါတယ်ဒီနေရာမှာကိုတက်နဲ့တက်တယ်လို့ပေါ့နော်ကိုဆင်ပြတယ်လို့ရတာကိုချိန်စားပြီးတော့လှုပ်ရှားနိုင်ပါတယ်ဖြူကတော့ငပြိုင်နဲ့ငယ်ကိုထပ်ထပ်ပေးထားပါတယ်ရှင်ကဲကြိုသွားလိုက်တဲ့ဖြူတို့ရဲ့ကွီဒီယို shot ကိုလေးရလဲပပွက်ဆူပြီးတော့ပြပြလေးဖြစ်လာပြီဆိုလို့ရှိရင်တော့ရပါပြီเนาะမျိုးပေါ်6လေးရပါပြီဒါလေးကတော့ကွီဒီယို3မှာဖြူ3ပြထားတဲ့ကြိုက်လန်ရွက်နဲ့ပဲပင်မှာပဲဖြစ်ပါတယ်ဒီနေရာမှာကိုကြိုက်တဲ့ရွက်ကိုထည့်သုံးနိုင်ပါတယ်ရှင်ပြီးတော့ဒါကတော့အစင်သက်ရေးဆိုင်ထားတဲ့ကွီဒီယိုမုတ်ဖက်ပဲဖြစ်ပါတယ်ပြီးတော့ဒါကတော့ကွီဒီယို3မှာဖြူ3ပြထားတဲ့အသားလုံးနဲ့ဝက်သားပဲဖြစ်ပါတယ်ရှင်ဒီနေရာမှာလဲကိုကြိုက်နဲ့တက်တဲ့အသားကို3ပြနိုင်ပါတယ်เนาะပြီးတော့ဒါကတော့မြေပဲလှော်ထောင်းလေးရဲ့တံမြာသီးရဲ့နန်းနန်းပင်နဲ့ခဏကကြော်ထားတဲ့ကြက်သွန်ဖြူကြော်လေးပဲဖြစ်ပါတယ်ဒါလေးကတော့ဖြူရရဲ့ကွီဒီယို3မှာအရေးကြီးဆုံးဖြစ်တဲ့ကွီဒီယို sauce ကိုလေးပဲဖြစ်ပါတယ်ကဲအားလုံးစစ်စစ်ပြီဆိုလို့ရှိရင်ဖြူတို့စပြီးတော့တုပ်ပေးလိုက်ပါမယ်เนาะအရင်ဆုံးပပွက်ဆူတဲ့ရင်တွေအိုးထဲကိုအစင်သစ်ပြင်ထားတဲ့အသားလုံးလေးတွေကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ကဲပြုတ်ထားတဲ့အသားလေးကလည်းချက်တော့ပြီဆိုတာနဲ့ဖြူကဆက်ထုတ်ပေးလိုက်ပါတယ်အသားတွေကိုဆက်ထုတ်ပေးရတဲ့ဖြူကကွတီမုတ်ဖက်နဲ့အစင်းသစ်လှီထားတဲ့အရွက်တွေကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ကဲပြုတ်ထားတဲ့ကွတီမုတ်ဖက်နဲ့ရွက်ကလည်းချက်တော့ပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ပေးလိုက်ပါမယ်နော်ပြရနဲ့ကြော်ထားတဲ့ချက်သွန်ဖြူကြော်စီရည်လေးနဲ့ပေါ့နော်တေချာလေးကွတီယိုမုတ်ဖက်လေးတွေမကတ်ရအောင်လုံးထားပေးလိုက်ပါတယ်ပြရနဲ့ပြုတ်ထားတဲ့ဝက်သားနဲ့အသားလုံးလေးကိုထည့်ပေးလိုက်ပါတယ်ပြီးတော့အစင်သစ်လှီထားတဲ့နည်းနည်းပင်နဲ့အနက်လေးမွေးစုဖို့အတွက်တံမြာသီးလေးတစ်စိတ်ကိုညှစ်ထည့်ပေးထားလိုက်ပါတယ်ပြရနဲ့ထောင်းထားပြီးသားမြေပဲလှော်ထောင်းလေးကိုထည့်ပေးတာနဲ့နောက်ဆုံးကြမှာဒီကွတီယိုဆော့လေးကိုထည့်ပြီးတော့တေချာလေးတမတော့အောင်နေထားပေးလိုက်ပါတယ်ရှင်တုတ်ထားပေးလိုက်ပါတယ်ကြည့်ပါဦးရောင်စင်းလေးရဆိုလို့ရှိရင်ဒါအောင်စားချင်းကြကောင်းပါတယ်ကဲရတာပုံငယ်ကိုမြည်ကြည့်ပြီးလို့ရှိရင်တော့ရတာဆက်ပြီဆိုလို့ရှိရင်တော့ရပါပြီเนาะဖြူတို့ရဲ့ကွတီယိုတုတ်ချင်းငယ်ဆက်လေးကတော့စားလို့ရပါပြီကဲခုဆိုလို့ရှိရင်အရင်ကိုစားလို့ကောင်းတယ်ဖြူတို့ရဲ့ကွတီယိုတုတ်ချင်းငယ်ဆက်လေးကတော့စားလို့ရပါပြီရှင်ဖြူကတော့ဒီတုတ်လေးကိုအရင်ကြိုက်လို့အမြဲပေါ့เนาะလှုပ်စားဖြစ်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဖြူရတဲ့ဖက်လေးကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်နောက်ထပ်လည်းလွယ်ကူယူရှင်းတဲ့ဗီဒီယိုအသစ်လေးတွေအများကြီးတင်ထားဖို့ရှိပါရဲ့ရှင်ကဲဒါဆိုဖြူရတဲ့ဗီဒီယိုတက်တော့ဆက်ရမယ်နော်အားလုံးဘိုင်